အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ရေဒါကတော့ order တက်တဲ့ပစ္စည်းတွေပေါ့နော်ညိုမီတို့ဂျင်းရဆရာမမော်လမြိုင်သွားလို့တဲ့မော်လမြိုင်ပြန်လက်ဆောင်လက်ဖက်အကျော်စီနောက်တော့ဒီနေ့ကအညာဒေတာအတွက်လက်ဆောင်ဒါကတော့ပရောက်ပန်းဟိုနေ့ကမိုးတစ်ပြက်နှစ်ပြက်နဲ့ပရောက်ပန်းလေးလည်းပွင့်လိုက်တယ်တငယ်ချင်းကပန်းမှုပေးတာဒါကတော့အညာဒေတာအတွက်လက်ဆောင်လေးတွေပေါ့နော်ပစ္စည်းတွေကတော့အစုံအစီပဲအဲ့ဒါညိုမီကဖះအမြဲတမ်းတော့ဘာသာရေးလုပ်လို့တဲ့ဖျောင်းနိုင်အမွှေးတိုင်ကအစားထည့်ပြီးတော့ကြည့်ပါဦးကိုယ့်ထက်အရင်ဦးနေတာအစုံပဲကလဘဲတွေရောထညက်တွေရောလက်ပံပွင့်တွေကောဒါအစုံမှာပဲပြောလို့တော့မနိုင်ဘူးပေါ့နော်ပစ္စည်းတွေစုံစီနေအောင်ထည့်ပေးထားတာဒါတော့ပစ္စည်းတွေတချို့တစ်ဝက်တွေကတေချာမသိမ်းရသေးဘူးဒါတော့အထုပ်ဖြည်းချင်းရိုက်ပြထားတာပေါ့နော်မြစ်တာရှင်ဆရာမလေးမြင်းကြံကနေညိုမီကိုဖျောင်းနိုင်အမွှေးတိုင်ကအစညိုမီရတဲ့ဖះအမြဲသွားတယ်မေတော်เจ้าနေသွားတယ်ဆိုလို့လှူဖို့အတွက်ကိုထည့်ပေးလိုက်တာအဲ့ဆရာမလည်းကုသိုလ်ယူတာပေါ့လေနော်ချစ်တို့အားလုံးကိုညိုမီကလာကြွားတာပါရှင်အဲ့ဆရာမလေးရောအဲ့ရဂျွာကလူတွေအကုန်လုံးပေါ့နော်ကျမ်းမာပါစေချမ်းသာပါစေလိုအင်ဆန္ဒတွေလည်းပြေဝကြပါစေလို့ညိုမီဆုတောင်းပေးပါတယ်ရှင်